သမီးတို့စီမညမိုးရွာထားတော့ဒီနေ့မနေ့စောပဲကျက်ထွက်ရပါတယ်ဒီနေ့ကစနေတနင်္ဂနွေကျောင်းပေးရဲဆိုတော့သမီးလည်းတောက်တူမရဝိုင်းကူလို့ကိုလိုက်လာတာပါကဲအခုကတော့အခင်းဝင်ရောက်ပြီဆိုတော့ပဲကျဲဖို့ပြင်ဆင်ပါဦးညမိုးရွာထားတော့လေးလေးတဖြူးဖြူးနဲ့ရာသီဥတုလေးရတော့တတရပါပဲထမ်းမလေးပေါ်တက်နေတဲ့ဂုံပင်လေးကလည်းစိမ့်လန့်ပြီးတော့ဝေးဝေးဆဆဖြစ်နေပါတယ်ပဲဆန်အိတ်တွေကိုတော့သမီးရသူသမီးပဲဒူးနဲ့တဲလိုက်ခါပေါ်တင်လိုက်ရှော့ချလိုက်ပြန်တင်လိုက်နဲ့ဖြစ်တယ်လို့တဲလိုက်ပါတယ်ခုလိုဆိုင်မဲ့ပဲဆန်လေးတွေကိုတော့နွေရာသီလေးကပိုးစားပိုးကိုက်လေးတွေမပါဤတဲ့ရွေးပြီးတိမ့်ထားတာပေါ့နော်သမီးတို့စီမှာတော့အခုလိုလူးနယ်စီအထုပ်လေးတွေသုံးပြီးပဲဆိုင်ကြပါတယ်ရှင်လူးနယ်စီအထုပ်သုံးတော့ကိုတော့ရေတံတပူးနဲ့ရောပြီးမွေးလိုက်ပါတယ်ဆေးရှင်ကပူတော့သူ့မှာပါတဲ့လက်ရည်ကလေးသုံးပြီးမွေးရတာပေါ့နော်အခုလိုလူးနယ်စီသုံးပြီးစိုက်တော့အပင်ပေါက်လက်တံမူယောဂါကိုလည်းကောက်ွယ်ပေးတယ်လို့ပိုးမောကြရမှုတံကိုလည်းကောက်ွယ်ပေးပါတယ်ရှင်အခုကဆက်နဲ့ကျဲတာဆိုတော့ပဲဆန်လေးတွေကိုဇလားထဲလိုက်ထည့်ပေးရပါတယ်အခုသမီးတို့စိုက်တာနေုံပဲကြီး6လပဲဆိုတော့6လပြည့်တာနဲ့ဖော်လို့ရပါပြီရှင်မိုးကလည်းဖြစ်လာအောင်မရွာမြေဆိုတဲ့မပြေခင်ကျဲရတာဆိုတော့ဟောကျေးဇူးရှင်နွားလေးတွေလည်းပြင်းမဲ့နေရှာပါပြီသမီးကတော့တောက်တူမရဆိုတော့ဟိုနေရဆက်ဒီနေရဆက်အကုန်လုံးရတဲ့ပါလီယာလေးပါတမ်းမြေပေါ်မှာရှိသမျှထန်းသီးလုံးနေတဲ့သစ်ချက်တွေထရမ်း6တရာဆိုရင်လေးလာတိုင်းကိုကျွေးနေတော့တာပဲကျဲချိန်ဆိုတော့အခုလိုရခရုကလနာလေးတွေလည်းရှင်းပြရတာပေါ့နော်ဟောဘာကောင်လေးတွေလည်းတိကြလားဒီကောင်လေးတွေကမိုးရွာတဲ့အချိန်မှမြင်ရတဲ့ကွန်းသွေးကောင်လေးတွေပါကဲနေလဲမြင်ပြီဆိုတော့ထွန်းမောင်းတဲ့သူတွေရေတပ်ဖို့တော့ခေါ်လိုက်ပါဦးမယ်ထွန်းမောင်းတဲ့ဘဘကနားသိမ့်မကောင်းတော့လက်ဟန်ချီရနဲ့ပြောပြီးအမောပြအောင်လိုက်စားနေဘဘကလည်းစနေမှန်းတီလို့လက်ပြပြီးနှုတ်ဆက်လိုက်အခုလိုနားကျင်ရောက်ပြီဆိုရင်အရေးကောင်းတဲ့ထမ်းမင်လေးတွေအောက်မှာပါလာတဲ့မုံလေးတွေစားပြီးအနားယူကြပါတယ်ရှင်ဟောကြည့်ဒီဘဘကဘလောက်မော့အပြုံးကိုမပြတ်အခုကပဲလဲကျဲပြီးဆိုတော့နွားတွေလည်းနေပူမှာဆိုလို့ပြန်มาတော့မယ်တက်တာနောက်ဘလော့လေးတွေမှာပြန်ဆောင်ကြပါမယ်ရှင်ဘိုင်ဘိုင်